တကယ်ဝယ်ရောင်းသမားလက်ထဲကိုရောက်တိုင်းမြေခွက်ဈေးတက်သွားတာမဟုတ်ဗျတချို့အဝယ်တွေကကျွန်တော်မြေခွက်ပြတဲ့အချိန်မှာမြေခွက်ကိုကြိုက်ပြီးတဲ့နောက်ပိုင်းမှာသူတို့မီးတက်တဲ့မြေခွန်းကဒီမြေခွက်ကပိုင်ရှင်မူရေးပိုင်ရှင်လားမဟုတ်ရင်ဝယ်ရောင်းသမားလက်ထက်ကလားဆိုတော့သူတို့မီးတက်ကြတယ်ဗျဝယ်ရောင်းသမားဆိုရင်သူတို့ကဈေးပိုတက်သွားမှစိုးရင်ကြတာပေါ့နော်တကယ်ဝယ်ရောင်းသမားလက်ထဲကိုရောက်တိုင်းမြေခွက်ဈေးတက်သွားတာမဟုတ်ဗျသူကပတ်ဝန်းကျင်တစ်ခုလောတန်ရှင်းလေးလုပ်ရရှိရလုပ်မယ်မြေခွက်ပြုပြင်ရရှိရပြင်မယ်အဲ့ဒါပြီးမှသူကပုံမှန်ဈေးတန်းတစ်ခုကိုတင်တာတွေကဒါပိုများတယ်ပေါ့နော်ဝယ်ရောင်းဆိုတော့အဲ့လောက်တော့အမြင်ကိုကြီးပါဗျလက်ရှိကျွန်တော်ပြချင်တာက raw မြေခွက်တစ်ခုပေါ့နော်အကျန်းထက်လေးတစ်ထက်ကျွန်တော်ပြပြချင်တာဖြစ်ပါတယ်အဲ့မြေခွက်ကဒီဟာလေးပါဗျဒါဘယ်ဝယ်ရောင်းသမားလက်ထဲကိုလည်းမရောက်သေးသလိုမွေးလက်ထဲမှာပဲရှိတယ်ဗျမွေးပိုင်ရှင်ရဲ့လက်ထဲမှာပဲရှိတယ်မြေခွက်ကတော့ခြုံနေထူနေမယ်မြေခွက်ပြုပြင်ရတာတွေရှိမယ်မြေပြင်ရတာတွေရှိမယ်လက်ရှိမြေခွက်ရဲ့လမ်းကလည်းပေ60လမ်းကိုရှိမယ်ဒါတွေကိုအကုန်လုံးပြုပြင်ပြီးတော့လုပ်စရာရှိရလုပ်ပြီးသွားပြီဆိုရင်တော့သူ့ရဲ့ဈေးကကျတော့ဒီဝန်းကျင်မှာရှိတဲ့ကာလာပေါက်စီအတိုင်းကိုဖြစ်သွားမှာဗျလက်ရှိဈေးကကျတော့ကာလာပေါက်စီရဲ့တဝက်တိတိအောက်မှာရှိတယ်ဗျအခုဒီမြေခွက်ဆိုရင်ပေရ50တရားကိုအတိရှိမယ်ဂရမ်မြေပါဗျခုလိုဒီမြေခွက်အပါဝင်တခြားမြေခွက်တွေကိုစိတ်ဝင်စားတယ်ဆိုရင်ကလောမြေခွက်တွေကိုစိတ်ဝင်စားတယ်ဆိုရင်ကျွန်တော်တို့ user land ဆိုတဲ့အထူး application တစ်ခုလောက်ထားတာရှိတယ်ဗျအဲ့ဒီ application မှာဝင်ပြီးတော့ကြည့်မယ်ဆိုရင်ကလောကအယောင်းမြေခွက်တွေအားလုံးကိုအသေးစိတ်ကျွန်တော်တို့ထပ်ထားပြီးတာရှိမယ်ဗျ Google Map အပါဝင်ကျွန်တော်တို့360 video ရောတာမန် video ရောကျွန်တော်အသေးစိတ်ထည့်ထားပြီးတာဖြစ်တဲ့ကလောမြေစိတ်ဝင်စားတဲ့သူတိုင်းလာရောက်လေ့လာဖို့အတွက်ဖိတ်ခေါ်ပါရစေခင်ဗျကျေးဇူးအထူးတင်ပါတယ် Thank you so much